မင်္ဂလာပါကျမတို့တွေပြုလုပ်တယ်လို့ပြောရမယ်ဆိုရင် make နဲ့ do ဆိုတဲ့ verb လေးနှလုံးခေါင်းနဲ့ရောက်လာတယ်ဒါပေမဲ့ make နဲ့ do ရဲ့အသုံးပြုပုံကမတူညီပါဘူးအဲ့တော့ make ကိုတစ်ခုခုရဖို့အတွက်ပေါ့နော်ဖန်တီးပြုလုပ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအနေနဲ့ကျမတို့သုံးပါတယ်ဥပမာငါမင်းအတွက် coffee ဖြော်လိုက်မယ် I will make coffee for you ဒါဆိုကျမပြုလုပ်လိုက်တဲ့အရာလေး coffee တစ်ခွက်ဖြစ်သွားတယ်အဲ့လိုပုံစံမျိုးကိုသုံးပါတယ်ဆိုတော့ let's make a plan for tomorrow မနေ့ပြန်အတွက်ငါတို့အစီအစဉ်လုပ်ကြစို့ဒါဆိုကျမတို့ပြုလုပ်လိုက်တဲ့အရာလေးဒါအစီအစဉ်တစ်ခုဖြစ်သွားတာပေါ့နော်အဲ့လိုအဓိပ္ပာယ်အနေနဲ့တစ်ခုခုကိုဖန်တီးပြုလုပ်တယ်ဆိုတဲ့အနေနဲ့သုံးပါတယ် okay do ကိုကြတော့ပြုလုပ်တည်ပဲဒါပေမဲ့ပြုလုပ်ဆောင်ရွက်တည်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုသုံးပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေနောက်တစ်ခါအလုပ်တွေကိုလုပ်ဆောင်နေဆိုတဲ့အခြေအနေမျိုးမှာ do ကိုသုံးတာပေါ့နော် I do my duty ငါတာဝန်ငါလုပ်တယ် you should do your work မင်းလုပ်ကိုမင်းလုပ်တယ်နဲ့စသဖြင့်ပေါ့နော်အဲ့လိုသုံးပါတယ် okay ဒါဆိုလို့ရှိရင်ဒီ video file ကနေ make နဲ့ do ရဲ့မတူညီတဲ့ခြားနားချက်လေးအကြောင်းကိုနားလည်သွားမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အင်္ဂလိပ်စာကိုအခြေခံကနေကျွမ်းကျင်တဲ့အဆင့်အထိရအောင်လေ့လာသင်ယူခြင်းနဲ့ဆိုရင်ကျမရဲ့ Brilliant Future English စာသင်တန်းမှာရှိတဲ့ Basic English Speaking Course ကိုသင်ယူလို့ရပါတယ်ကျေးဇူးတင်ပါတယ်